မင်္ဂလာပါဗျဒါကတော့ကျွန်တော်ရဲ့ဒုတိယမြောက်ခန်းဘတ်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒုက္ခဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်အောက်ကနေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျဒုက္ခလို့ပြောလိုက်တာနဲ့လူအများစုကအိုးဝမ်းနေခြင်းနာကျင်ခြင်းဆင်းရဲခြင်းလို့ချက်ချင်းတွေးမိတတ်ကြပါတယ်ဒါပေမဲ့ဗုဒ္ဓရဲ့အဆုံးအမကတော့ဒုက္ခဆိုတာဟာတာမန်ဝမ်းနေခြင်းတတ်တော့မဟုတ်ပါဘူးဒုက္ခဆိုတာဟာမပြည့်စုံခြင်းဖိအားခံစားရခြင်းမတည်ငြိမ်ခြင်းတွေရဲ့သဘောတဘာဝတစ်ခုဖြစ်ပါတယ်ရိုးရှင်းချင်းပြောရရင်တော့ဒုက္ခဆိုတာဟာဘယ်လို့မှအပြည့်အဝကျင့်တတ်မှုမရရှိခြင်းရဲ့တဘာဝပါဒီတော့မိတ်ဆွေတို့ဟာတစ်ခါတလေမှာဘာမှမဖြစ်ပေမဲ့စိတ်ထဲမှာတခုခုလိုနေသေးတယ်လို့ခံစားရဘူးလားဗျဒါမှမဟုတ်အရာအလုံးကပုံမှန်ဖြစ်နေပေမဲ့လည်းအတွင်းစိတ်ထဲကနေမငြိမ်မသက်ဖြစ်နေဘူးလားတကယ်တော့အဲ့ဒါတွေကဒုက္ခရဲ့တိမ်မွေ့တဲ့သဘောပါဒါဆိုရင်ကျွန်တော်တို့တွေဒုက္ခကိုတမိုင်းထဲကနေထင်ရှားတဲ့ဥပမာတွေပြီးတော့သိပ္ပံပညာရှုထောင့်တွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာပါဒုက္ခကဘယ်လောက်ထိတောင်မှအရေးပါနေလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လေ့လာကြရအောင်ဗျပထမဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြခြင်းတဲ့ဥပမာတစ်ခုကကြတော့ဘာဘူးလုံအင်ပါယာကြီးရဲ့အကြောင်းဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကဘာဘူးလုံမြို့ကြီးဟာကမ္ဘာအကြီးဆုံးနဲ့အခမ်းအနားဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်သူတို့ရဲ့ဆွဲကြိုးဥယျာဉ်ဟာကမ္ဘာအံ့ဖွယ်တစ်ခုအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်မြို့ရိုးတွေဟာခန္ဓာတွေကခိုင်မာပြီးတော့ဘယ်ရန်သူကမှမဖြိုဖျက်နိုင်အောင်ကိုစောက်လုပ်ထားတာပါဘာဘူးလုံဘုရင်ဖြစ်တဲ့နေဘုစနေဇာဟာသူ့ရဲ့အင်အားကိုအလုံးမာနကြီးခဲ့ပါတယ်သူကိုယ်သူဘုရင်မင်းမြတ်တို့ရဲ့ဘုရင်တကမ္ဘာလုံးရဲ့သခင်လို့တောင်မှတင်စားခဲ့ပါတယ်ဒါပေမဲ့လည်း BC 939ခုနှစ်အောက်တိုဘာလ12ရက်နေ့ညမှာတော့ပါရှန်ဘုရင်ဆိုင်းရကြီးရဲ့တပ်တွေဟာဘာဘူးလုံမြို့ကိုသိမ်းပိုက်လိုက်ပါတယ်ဒန်နာရီရကတော့သူတို့ဟာယူဖရေးတီးမြစ်ရေကိုလွှဲပြောင်းပြီးတော့မြို့ရိုးအောက်ကရေလမ်းချောင်းအတိုင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်ဒီတော့ဒီနေရာမှာဒုက္ခဆိုတာဘာလဲလို့မေးရင်တော့ဘာဘူးလုံဘုရင်ရဲ့မာမာနသူ့ရဲ့ငြိမ်းချမ်းရေးယုံကြည်ချက်နောက်ဆုံးမှာသူကြာဆုံးခဲ့ရတဲ့ဝေဒနာဒါတွေအားလုံးဟာဒုက္ခရဲ့သရုပ်သဏ္ဍာန်တွေပါဒီဥပမာကနေကျွန်တော်တို့ကိုဘာတွေသင်ပေးလိုက်လဲဆိုတော့မာမာနာကြီးချင်းဟာဒုက္ခကိုဖိတ်ခေါ်တာနဲ့အတူတူပါပဲဒီတော့နောက်ထပ်ဥပမာတစ်ခုကိုကြည့်ရအောင်ဗျအဲ့ဒါကဘာလဲဆိုရင်တော့တမိုင်းမှာအကြောက်ဆုံးကပ်ယောဂါတစ်ခုဖြစ်တဲ့အနက်ရောင်တေးချင်းလို့ပြောတဲ့ Black Death ရဲ့အကြောင်းဖြစ်ပါတယ်ခရစ်နှစ်1346ခုနှစ်ကနေ1353ခုနှစ်အတွင်းမှာဥရောပတိုက်ကိုလှုပ်ခတ်ခဲ့တဲ့ဒီပလေယောဂါကြီးဟာလူဦးရေတဝက်နီးပါးကိုတေကျေပျက်စီးစေခဲ့ပါတယ်ခမန်းကြီးရကတော့လူပေါင်း85သန်းကနေတန်း200အထိတေဆုံးခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်ယောဂကူးစက်ခံရသူတွေဟာဂျိုင်းကြားပေါင်ချံတွေမှာအဖုချိတ်တွေပေါက်လာပြီးတော့သွေးအန်ခြင်းအဖျားကြီးခြင်းတွေနဲ့ရက်ပိုင်းတွင်းမှာပဲတည်ဆုံးခဲ့ကြတာပါအဲ့ဒီချိန်တုန်းကလူတွေဘလောက်တောင်မှခံစားခဲ့ရတယ်လေမိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါမိသားစုဝင်တယောက်ဟာနေကောင်းရာကနေတရက်အတွင်းမှာချက်ချင်းတည်ဆုံးသွားတယ်အိမ်ကြီးချင်းတွေတအိမ်မိတိမ်ကွယ်လွန်သွားကြတယ်အလောင်းတွေကိုတကြိုဖို့တောင်မှလူမလုံလောက်တော့ဘူးဘုရားရှိခိုးကျောင်းတွေဟာပိတ်ထားရတယ်လယ်ကွင်းတွေလူသူမရှိလို့ပျက်စီးနေတယ်ဒါဟာစုပေါင်းဒုက္ခရဲ့အေယာမဥပမာကြီးပါဒီတော့ဒီဥပမာနဲ့ပတ်သက်ပြီးတော့ဒုက္ခရဲ့သင်ခန်းစာကဘာလဲဆိုရင်တော့ကျွန်တော်တို့နေစဉ်နဲ့မျှပေါ်ပေါ်တန်တန်ထားတတ်တဲ့ကျမ်းမာရေးနဲ့ကျွန်တော်တို့အမြဲတမ်းဖတ်တွယ်နေတဲ့ဒီဘဝကြီးဆိုတာဟာဘယ်တော့မှမတိချပါဘူးဗျဒီကနေ့အင်အားပြေဝပြီးတော့တန်တန်မာမာဖြစ်နေတဲ့သူဟာမနေ့ပြန်မှာလဲချက်ချင်းတေဆုံးသွားနိုင်ပါတယ်ဒါဟာဒုက္ခရဲ့သတိပေးချက်ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့နောက်ထပ်ဥပမာတစ်ခုကိုကြည့်ရအောင်ဗျနောက်တစ်ခုကဘာလဲဆိုတော့မိတ်ဆွေတို့တမိုင်းထဲမှာကြားဘူးရမှာပါ1929ခုနှစ်စီးပွားပြက်ကတ်ကြီးဆိုတဲ့အကြောင်းပါလွန်ခဲ့တဲ့1920ပြည့်လွန်နှစ်တွေမှာအမေရိကန်စတော့ဈေးကွက်ဟာဆယ်စုနှစ်တစ်ခုလုံးအစမတန်မြင့်တက်ခဲ့ပါတယ်လူတိုင်းချမ်းသာလာနိုင်တယ်လို့လူတွေကထင်ခဲ့ကြတယ်ဗျဒါပေမဲ့1929ခုနှစ်အောက်တိုဘာလ29ရက်နေ့အင်္ဂါနေ့မနက်ပိုင်းကိုရောက်တဲ့အခါမှာတော့တကမ္ဘာလုံးမထင်မှန်ထားတဲ့ဒီစတော့ဈေးကွက်ကြီးဟာရုတ်တရက်ပြိုကျပျက်စီးသွားပါတယ်တရက်ထဲမှာဒေါ်လာဘီလီယံပေါင်းများစွာဟာအငွေ့ပြန်သွားပါတယ်ဘဏ်တွေအားလုံးနီးပါးဟာဒီဝါလီခံလိုက်ရပါတယ်စက်ရုံတွေအားလုံးနီးပါးပိတ်ပစ်လိုက်ရပါတယ်ဒီတော့လုံးလက်မဲ့လူတွေကလည်းတန်းချီပြီးတော့ချက်ချင်းဖြစ်ပေါ်လာပါတယ်လူတွေကစားစရာမရှိလို့ပေါင်ပုံလေးတစ်လုံးကိုရဖို့ရှည်လျားတဲ့အတန်းကြီးတွေမှာစောင့်ဆိုင်ပြီးတော့နေခဲ့ရတယ်ဗျဒီမြင်ကလေးကိုမိတ်ဆွေတို့မြင်အောင်ကြည့်ပါဒီနေရာမှာဒုက္ခဆိုတာဟာရှင်းရှင်းလင်းလင်းကြီးကိုမြင်နေရပါတယ်ငတ်မွတ်ခြင်းအလုတ်လက်မဲ့ဖြစ်ခြင်းအိမ်ဆုံးရှုံးခြင်းပြီးတော့မျောလင့်ချက်တွေမဲ့ခြင်းဒါတွေအားလုံးဟာဒုက္ခရဲ့ပြရုပ်တွေပါဒီတော့ဒီလောက်တောင်ဖြစ်ရတဲ့ဒုက္ခရဲ့အကြောင်းရင်းကဘာလဲလို့မေးရင်တော့လောဘနဲ့
အလုံးကျွန်းစီးပွားရေးတိုးတက်မှုကိုတတ်မှတ်ခြင်းအနာဂတ်ကိုသေချာတယ်လို့ထင်မှတ်ခြင်းဒါတွေအားလုံးဟာဒုက္ခရဲ့အရင်းမြစ်တွေဖြစ်ပါတယ်။ဒါကြောင့်ဒီဖြစ်ရကြီးကနေကျွန်တော်တို့သင်ယူလိုက်ရတာကတော့ဝေကြီးဆိုတာဟာဘယ်တော့မှမတိချပါဘူး။ဒုက္ခဟာချမ်းသာခြင်းမှာတော့မှကိုအောင်နေတတ်တယ်ဆိုတာကိုသင်ပေးနေတာပါ။ဒီတော့ကမ္ဘာဖြစ်ရတွေကိုကျွန်တော်တို့ကြည်ပြီးသွားပြီဆိုတော့သိပ္ပံပညာရှုထောင့်ကိုတစ်ချက်ကြည့်အောင်ဗျ။ဒီတော့တပိုင်းနဲ့ပတ်သက်တာတွေကိုကျွန်တော်တို့တင်ဆက်ပြီးသွားပြီဆိုတော့သိပ္ပံပညာရှုထောင့်ကိုလည်းတစ်ချက်သွားကြည့်အောင်။ကျွန်တော်တို့လူသားတွေရဲ့အုံနောက်ကိုတုတ်တေသနာပြုချက်တွေအရာဒုက္ခဆိုတာဟာကျွန်တော်တို့အုံနောက်တဲကအမစ်ဂျလာနဲ့ anterior cingulate costal အစိပ်အပိုင်းတွေရဲ့တုတ်ပြန်မှုဖြစ်ပါတယ်။စိတ်ဝင်စားစရာကတော့မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုခံစားရတဲ့အခါနဲ့စိတ်ပိုင်းဆိုင်ရာညှင်းပယ်ခံရတဲ့အခါမျိုးတွေမှာအုံနောက်ရဲ့အလားတူနေရာတွေကနေလှုပ်ရှားတယ်လို့သိပ္ပံပညာရှင်တွေကတွေ့ရှိထားပါတယ်။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာခံစားရတဲ့ဒုက္ခဆိုတာဟာရုပ်ပိုင်းဆိုင်ရာဖြစ်ပေါ်နေတဲ့ဒုက္ခလောက်ကိုပြင်းထန်လွန်းပါတယ်။ဒါအပြင် social media မှာ like မရတာတွေတကယ်ချင်းရဲ့အောင်မြင်မှုကိုကြည့်မရတာတွေဒါတွေအားလုံးဟာအုံနောက်ထဲမှာဒိုပါမင်ဓာတ်ပမာဏကိုကြာဆင်းစေပြီးတော့စိတ်ကြယောဂါအထိကိုဖြစ်စေနိုင်တယ်လို့လေ့လာတွေ့ရှိမှုတွေကဆိုထားပါတယ်။ဒါကြောင့်ဒုက္ခဟာခင်းတဲ့အညီပုံစံပြောင်းလဲနေတယ်လို့ပြောရမယ်ဗျ။ရှေ့ခေတ်ကပလေယောဂါပြီးတော့စစ်ပွဲဒုက္ခတွေယနေ့ခေတ်မှာတော့ social media ကဒုက္ခတွေ FOMO ကဒုက္ခတွေဒါပေမဲ့ခေတ်တွေဘလောက်ပြောင်းအခြေခံသဘောတရားကတော့အတူတူပါပဲမကျေနပ်မှုတွေမပြည့်စုံမှုတွေအားလုံးဟာအတူတူပဲဗျပြီးတော့ဒုက္ခဟာကြီးကျယ်တဲ့သမိုင်းဖြစ်ရက်တွေမှာပဲရှိတာတော့မဟုတ်ပါဘူးမိတ်ဆွေတို့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်းဒုက္ခလေးတွေဟာအများကြီးရှိပါတယ်ဥပမာယုံတရားတဲ့ဒုက္ခမိတ်ဆွေတို့ကမနက်ခင်းအိယာထဲမှာတွေထွေရှိနေရင်းနဲ့နှိုးဆက်တန်ကိုကြားလိုက်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့ငါထားရတော့မယ်ဆိုတဲ့ဒီဝင်လေးမှုကြီးကလည်းဒုက္ခပဲဗျဒါမှမဟုတ်ယုံကိုသွားရတဲ့လမ်းမှာရုတ်တရက်ကားလမ်းကပိတ်ဆို့နေတယ်ဆိုရင်ဆရာတိုင်းကိုကင်ပြီးတော့လက်သီးကိုဆုပ်ပြီးဘာဖြစ်လို့ဒီလောက်တောင်ကားတွေကများနေရတာလဲဆိုပြီးတော့ဒေါသတွေထွက်မိတဲ့အခါမျိုးတွေမှာလဲဒါဟာဒုက္ခပါပဲပြီးတော့မိသားစုဒုက္ခအိမ်မှာကလေးတွေစူညံနေတာအိမ်တော်ဘက်နဲ့စကားများတာမိဘတွေဖျားနာနေတာကိုစိတ်ပူရတာဒါတွေအားလုံးကလည်းဒုက္ခပါပဲနောက်တစ်ခုစိတ်ထဲကလာတဲ့ဒုက္ခငါဒီတော့လှုပ်ထားတာလုံလောက်ရဲ့လားငါမှဒီရချင်းတွေရှိရဲ့လားသူများတွေငါ့ကိုဘယ်လိုများမြင်နေမလဲဒီအတွေ့တွေကလည်းပြင်ပကရန်သူမဟုတ်ဖင်းနဲ့ကိုအတွင်းထဲကနေသူ့လိုလိုဖန်တီးလာတဲ့ဒုက္ခတွေပါဗုဒ္ဓကတော့ဒီသိငယ်တဲ့ဒုက္ခတွေကိုပေါ်တန်မထင်သင်ဘူးဆိုပြီးတော့မိန့်ကြားတော်မူခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဒုက္ခလေးတွေစုပုံလာရင်စိတ်ကြယောဂစိုးရင်စိတ်လွန်ခဲ့ခြင်းအိမ်မပျော်ခြင်းတွေအထိကိုဖြစ်စေနိုင်လို့ပါ။ဒါဆိုရင်ဒီဒုက္ခတွေဘာကြောင့်ဖြစ်ရတာလဲဗျ။ဗုဒ္ဓကတော့ဒုက္ခရဲ့အကြောင်းရင်းကိုတဏှာလိုချင်တတ်မှတ်ခြင်းဆိုပြီးတော့လေဟောကြားတော်မူခဲ့ပါသေးတယ်။ဒါကိုလည်းကျွန်တော်ဥပမာလေးနဲ့ရှင်းပြပါရစီဗျ။ဆိုတော့ကျွန်တော်ကတော့တဏှာကြောင့်ဒုက္ခဖြစ်တယ်ပေါ့ဗျာ။မိတ်ဆွေတို့ကျွန်တော်တို့ဖုံးအစ်စ်လေးကိုအရန်လိုချင်ကြတယ်။ဆောင်းရတာကလည်း3လလောက်တော့ကြာတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့အဲ့ဒီဖုံးလေးကိုဝယ်နိုင်လိုက်တယ်ပေါ့ဗျာ။ပထမဆုံးရက်မှာတော့ကျွန်တော်တို့ရရချင်းတိတ်ကိုပျော်ကြတယ်။ဒါပေမဲ့လည်း3လလောက်ကြာတဲ့အခါမှာတော့ကိုယ်ဝယ်လိုက်တဲ့ဖုံးအမျိုးအစားကုမ္ပဏီကနောက်ထပ်အသစ်တစ်လုံးကိုမိတ်ဆက်လာတယ်။အဲ့လိုမိတ်ဆက်လာတဲ့အခါမှာတော့ကျွန်တော်တို့လက်ထဲမှာရောက်နေတဲ့လွန်ခဲ့တဲ့3လလောက်ကဒီဖုံးလေးကခင်းနောက်ကျသွားပြီလို့စိတ်ထဲမှာခံစားနေရတယ်။ဒီတော့အသစ်ကိုထပ်ပြီးတော့လိုချင်ပြန်တယ်။တကယ်တော့ဒါဟာအဆုံးမရှိတဲ့လဲပတ်မှုကြီးပါနောက်တစ်ခုကကြတော့ဒေါသကြောင့်ဒုက္ခဖြစ်တာပါမိတ်ဆွေတို့ကျွန်တော်တို့ဟာတယောက်ကိုမုန်းနေပြီးတော့သူ့အကြောင်းကိုတွေးတိုင်းတွေးပူလာတယ်အဲ့နောက်ပိုင်းအိတ်မပျော်တော့ဘူးဒါပေမဲ့ဒီလူကတော့မိတ်ဆွေတို့ကျွန်တော်တို့ကိုဘာမှမလုပ်ဘူးတကယ်တော့ဒါဟာကိုယ်တိုင်ဖန်တီးထားတဲ့ဒုက္ခကနေကျွန်တော်တို့ဟာခံစားနေရတာဖြစ်ပါတယ်တကယ်တော့တည်တည်ချာချာဆန်းစစ်ကြည့်မယ်ဆိုရင်ဒုက္ခရဲ့အကြောင်းအရင်းဟာပြင်ပအရာတွေကနေလာတာကနည်းပါတယ်ကိုယ့်ရဲ့အတွင်းစိတ်ကတုတ်ပြန်မှုကြောင့်ဖြစ်ပေါ်လာတာကပိုပြီးတော့များပါတယ်ဒီတော့ဘာဘူးလုံးဘရင်ရဲ့မာနစတော့ဈေးကွက်ရင်းနှီးမြှုပ်နှံသူတွေရဲ့လောဘဆိုရှယ်မီဒီယာပေါ်ကလိုက်လိုခြင်းနဲ့တက်မှတ်မှုဒါတွေအားလုံးဟာတဏှာရဲ့တရုပ်တွေပါတဏှာတွေရှိလာပြီဆိုရင်ကျွန်တော်တို့ဟာဒုက္ခတွေဖြစ်ရတော့မှာပါဒီတော့ဒီနေရာမှာမိတ်ဆွေတို့ကမေးနိုင်တယ်ဘလို့မေးမှာလဲဆိုတော့ဗုဒ္ဓကဒုက္ခကိုပြယုံမဲ့ပြခဲ့တာလားဒီဒုက္ခကြီးကိုဘလို့ငြိမ်းအောင်လုပ်ရမလဲဆိုတာကိုမင်းတို့ရဲ့ဗုဒ္ဓကဟောမသွားဘူးလားလို့မေးရင်တော့ဟောသွားပါတယ်ဗုဒ္ဓကဒုက္ခကိုပြယုံနေပြခဲ့တာနဲ့ရက်ခဲ့တာမဟုတ်ပါဘူးဒုက္ခကနေလွတ်မြောက်ရလမ်းကိုလည်းညွန်ပြခဲ့ပါတယ်အဲ့ဒါကတော့မဂ်ကင်၈ပါးကျင့်စဉ်ဖြစ်ပါတယ်ဒီတော့ရိုးရိုးရှင်းရှင်းနဲ့အနည်းချုပ်လေးကိုပြောပြရရင်မဂ်ကင်၈ပါးဆိုတာဟာနံပါတ်1တမ္မာဒိဋ္ဌိဒုက္ခရဲ့အကြောင်းရင်းမှန်ကိုမှန်မှန်ကန်ကန်နဲ့နားလည်ခြင်းနံပါတ်2ကကြတော့တမ္မာသင်္ကပ္ပကောင်းတဲ့စိတ်တွေထားရှိခြင်း
နံပါတ်3ကတော့တမန်ဝါစမှန်ကန်စွာပြောဆိုခြင်းနံပါတ်4ကကျတော့တမန်ကမ္မန္တမှန်ကန်စွာပြုမှုခြင်းနံပါတ်5ကကျတော့တမန်အာဇီဝမှန်ကန်သောအတန်မွေးဝမ်းချောင်းပြုလုပ်ခြင်းနံပါတ်6ကကျတော့တမန်ဝါယမလုံလဝရိယရှိခြင်းနံပါတ်9ကကျတော့တမန်တတိရှိခြင်းနံပါတ်10ကကျတော့တမန်တမာတိစိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ခြင်းဒီရှိပါကိုကျင့်သုံးမယ်ဆိုရင်ကျွန်တော်တို့အားလုံးဟာတဏှာကိုတဖြည်းဖြည်းလျော့ပါလာနိုင်ပြီးတော့ဒုက္ခကနေလွတ်မြောက်နိုင်တယ်လို့ဗုဒ္ဓကမိန့်ကြားတော်မူခဲ့ပါတယ်။ဒီကုန်းကျုံအနေနဲ့ကျွန်တော်တို့ဆက်ပြောရရင်ဒုက္ခဆိုတာဟာဘာလဲလို့မေးရင်ဒုက္ခဆိုတာဟာဘာဘူးလုံးဘရင်နေဘူးနေစာရဲ့မာနကြောင့်ကြာဆုံးခဲ့ရတဲ့နန်းတော်ဒုက္ခဆိုတာဟာအနက်ရောင်တည်ခြင်းကြောင့်ဥရောပတခွင်တည်ဆုံးခဲ့ရတဲ့လူ85တန်းရဲ့ငိုကြွေးတံဒုက္ခဆိုတာဟာ1929ခုနှစ်ကကမ္ဘာစတော့ဈေးကွက်ကြီးပြိုကျပြီးတော့အလုတ်လက်မဲ့ဖြစ်ခဲ့ရတဲ့မိသားစုတိုင်းရဲ့စာလောင်မှုဒုက္ခဆိုတာဟာမိတ်ဆွေတို့ကျွန်တော်တို့မနက်ခင်းနှိုးဆက်တန်ကြားရင်ဖြစ်ပေါ်လာတဲ့ဝင်လေးမှုဒါမှလည်းဒုက္ခဆိုတာဟာရန်သူတော့မဟုတ်ဘူးဗျဒုက္ခဆိုတာဟာကျွန်တော်တို့အားလုံးရဲ့စိတ်အားဖြစ်ပါတယ်ဒုက္ခကနေတဆင်ကျွန်တော်တို့ကရုဏာကိုတင်ယူရပါမယ်ဒုက္ခကနေတဆင်ကျွန်တော်တို့အားနည်းချက်တွေကိုသိရှိရပါတယ်ဒုက္ခကနေတဆင်ကျွန်တော်တို့လွတ်မြောက်ရာလမ်းကိုရှာဖွေရပါမယ်ဘုရားရဲ့ဆုံးမကဒုက္ခကိုမငိုကြွေးပါနဲ့ဒုက္ခကိုနားလည်ပါလို့ဟောထားတာဖြစ်ပါတယ်ဒုက္ခရဲ့အကြောင်းရင်းကိုသိပါဒုက္ခရဲ့ချုပ်ရာလမ်းကိုကျင့်ပါဒါဟာဗုဒ္ဓရဲ့အဆုံးအမအရိယာသစ္စာဖြစ်ပါတယ်ကျေးဇူးပါဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်တွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ကျွန်တော်တို့နောက်တဲ့တစ်ပုဒ်မှာအခုလိုမျိုးဘာသာရေးဆိုင်ရာဗဟုသုတတွေကိုခေတ်နဲ့အညီမျှဝေတင်ဆက်ပေးရင်းနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေခင်ဗျာ